Illustrator နဲ့ပုံမဆွဲမီ Vector Graphics ဆိုဒီမှာဘာလဲဆိုတာကိုနားလည်သင်ပါတယ်လူများစုက Vector Graphics ဆိုတာကိုနားမလည်ကြပါဘူးကွန်ပျူတာနဲ့အသုံးပြုသော graphic ပုံစံ2မျိုးရှိပါတယ် Illustrator ကိုအခြေခံအသုံးပြုတဲ့ Vector Graphics ဖြစ်ပါတယ် Photoshop ကတော့ raster သို့မဟုတ် pixel pigment ဟုခေါ်သော graphic အမျိုးအစားဖြစ်ပါတယ်ဥပမာအနေနဲ့ဒီပန်းကိုအသုံးပြုပြီး Photoshop အသုံးပြုသော pixel graphic နဲ့ Illustrator သုံး Vector Graphic တို့၏ခြားနားခြင်းကိုကြည့်ကြရအောင်ပိုပြီးရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့အတွက် blank space ကိုစာပြီးကြည့်ကြရအောင်ဒီ blank space မှာ resolution သေးငယ်တဲ့စကားဝက်များစွာပါဝင်တာကိုတွေ့ရမှာဖြစ်ပါတယ်ဒီစကားဝက်ပါဝင်မှုကို DPI PPI unit များဖြင့်သတ်မှတ်ကြတယ်၎င်းစကားဝက်ဖြင့်မိမိတို့လိုရှိသော resolution များကိုသတ်မှတ်နိုင်ကြပါတယ်အခြေခံအားဖြင့် Photoshop file တစ်ခုကိုဖွင့်တော့မယ်ဆိုရင်ပထမဦးဆုံး resolution ကိုသတ်မှတ်ပေးရမှာဖြစ်ပါတယ် resolution ဆိုဒီမှာတလက်မှအတွင်းပါဝင်သောစကားကွက်အရေအတွက်ကိုဆိုလိုခြင်းဖြစ်ပါတယ်အကယ်၍ကျွန်တော်ကတလက်မှပတ်လည်အတွင်းရှိတဲ့ graphic file ကိုဖန်တီးတော့မယ်ဆိုရင်တလက်မှမှာပါဝင်တဲ့စကားကွက်များကိုသတ်မှတ်ပေးရမှာဖြစ်ပါတယ်ဥပမာအနေနဲ့300 ppi မှာပါဝင်သောစကားကွက်300ကိုဆိုလိုတာဖြစ်ပါတယ်300နှုန်းပါဝင်သော graphic မှာ resolution များတဲ့အတွက်၎င်းကိုအကွက်သေးတဲ့ resolution ဖြစ်တဲ့အတွက် resolution မြင့်သည်ဟုဆိုနိုင်ပါတယ်အကယ်၍တလက်မတွင်စကား10ခွက်ပါဝင်သောရုပ်ပုံတစ်ခုကိုဖန်တီးမယ်ဆိုရင် pixel ကြီးလာပြီး pixel ကြီးသောကြောင့် resolution နှိမ့်သည်ဟုဆိုနိုင်မှာဖြစ်ပါတယ်ဤနည်းဖြင့် pixel တွေကိုသတ်မှတ်ပြီး Photoshop ကိုအသုံးပြုကြပါတယ်ယခုမြင်နေရတဲ့ blank page မှာ pixel တွေရှိပါတယ်ဖြူနေသည့်အတွက်မမြင်ရပါဘူးပုံတွေကိုဖန်တီးတဲ့အချိန်မှာကာလာရှိလာတယ်အဲ့ဒီချိန်မှာ pixel ပုံတွေကိုမြင်ရမယ်စကားကွက်တစ်ခုတွင်အရောင်တစ်မျိုးသာရှိပါတယ်စကားကွက်တစ်ကွက်မှာအရောင်တစ်မျိုးမရှိနိုင်ပါဘူးအရောင်တစ်မျိုးသာပါဝင်ခွင့်ရပါတယ်ဒီပုံကိုဆွဲပြီးအရောင်ဖြည့်လိုက်တယ်ဒီပုံဟာ resolution နှိမ့်နေပါတယ်ကျွန်တော်တို့မျက်စိနဲ့ pixel တွေကိုထင်ထင်ရှားရှားတွေ့မြင်ရမှာဖြစ်တယ် pixel တွေကြီးနေလို့မြင်နေရခြင်းဖြစ်ပါတယ်ဒီပုံကိုယ်တိုင်ကလှနေတော့လေအနားဆုံးတွေကခွေးသားသိပ်ပမာမငြင်းမညာမတိမကျဖြစ်နေကြတယ်ခြားနာခြင်းများနေတော့ရှိတ်ရောင်တွေလည်းတွေ့နေရပါတယ်ဒါကို Photoshop တွင် zoom ဖြင့်ချဲ့၍အကြိမ်ဖန်များစွာကြည့်ရှုနိုင်ပါတယ်ဒီလိုပုံကို TV screen ပေါ်မှာတင်ကြည့်ရင်လည်းဒီလိုပဲတွေ့မြင်ရမှာဖြစ်ပါတယ်အကယ်၍သင်ဟာမငြင်းမညာအနားဆုံးနှင့်ဖြစ်သောရုပ်ပုံကိုပြက်ပြက်သားသားပုံဖြစ်သို့ရောက်ရှိစေရင် resolution ကိုမြင့်တင်ပေးပြီးတနည်းအားဖြင့်တလက်မတွင်ပါဝင်သောစကားကွက်အရေအတွက်ဥယျာဉ်အရေအတွက်တို့ကိုတိုးပေးခြင်းသို့မဟုတ်ငယ်ပေးခြင်းဖြင့်မြင်နိုင်သောခွေးသားစိတ်အနားဆုံးများကိုချောမွေ့ညီညာသောအသွင်ဖြစ်သို့ပြောင်းလဲပေးလိမ့်မည်ဒါကတော့စာပြီးဖန်တီးရမယ်ဆိုရင်ဒီဇိုင်နာရဲ့အတွက် resolution ကိုတင်ပေးခြင်းဖြစ်ပါတယ်။တို့ညာလည်းတချို့ကရုပ်ပုံတွေကိုငကိုယ်တည်းက resolution နှိမ့်ပြီးပါလာရင်ဇွန်းချဲ့ပြီးပုံကိုစစ်ဆေးကြည့်လိုက်ပါလိုအပ်တဲ့ resolution ရအောင်ဆိုရင် pixel အသစ်တွေကိုထပ်မံဖြည့်ရမှာဖြစ်တယ်။သင်ရှားအောင်ပြောရမယ်ဆိုရင် Illustrator မှာပါသော document စာရွက်နဲ့မတူပါဘူး။၎င်းစာရွက်သို့မဟုတ် graphic စာရွက်ကို coordinate အနေနဲ့ပတ်ဆိုတဲ့လမ်းကြောင်းတွေကိုသုံးထားတာဖြစ်တယ်။၎င်း coordinate ကို anchor point နဲ့တိဆောက်ထားတယ်။၎င်းစကားကွက်တွင် coordinate လမ်းကြောင်းများနှင့်သင်္ချာနည်းဖြင့်တွက်ချက်ပြီး anchor point နှင့်ဆက်သွယ်၍လိုရာပုံတွေကိုဖန်တီးခြင်းဖြင့်ပတ်ဆိုတဲ့လမ်းကြောင်းတွေဟာသူတို့ကိုယ်တိုင်ကချောမွေ့နေလို့ခွေးသားစိတ်အနားဆုံးတွေကိုမတွေ့ရခြင်းဖြစ်တယ်။ anchor point တွင်နဲ့ဖန်တီးထားတဲ့ bus လမ်းကြောင်းတွေဟာချောမွေ့ညီညာနေလို့ပဲဖြစ်တယ်။သူများလည်း၎င်းပတ်တွေက print ထုတ်တဲ့အခါလုံးဝမမြင်ရပါဘူး။ဒါကတော့ Vector Graphics နဲ့တက်သားသောအနားဆုံးနေရှိသောရုပ်ပုံများကိုရှင်းရှင်းလင်းလင်းတွေ့မြင်ရမှာဖြစ်ပါတယ်။ pixel ကိုအခြေခံသော graphic ပုံတွေရဲ့အဓိကခြားနာခြင်းဖြစ်တယ်
ပုံတစ်ပုံကို Illustrator မှာဖန်တီးမယ်ဆိုရင်ကျွန်တော်တို့တွေဟာပုံရိပ် site ကိုခြုံခြင်းချဲ့ခြင်းတီးဖက်ခြင်းစတာတွေကိုအရေးသွေးမကြမစင်းမဲ့ပြုလုပ်နိုင်စွမ်းရှိပါတယ်။မူရင်းဖန်တီးသည့်အတိုင်းအရေးအသွေးမပြောင်းလဲပဲတွေ့မြင်ရမှာဖြစ်တယ်။ Illustrator ကိုအသုံးပြု၍အလိုရှိသော graphic တွေကိုထင်ရှားပြသသောရုပ်ပုံအဖြစ်ရေးဆွဲနိုင်မှာသိကြပါရဲ့ခင်ဗျာ။